AI နဲ့ platform လောက်ရတဲ့အတွေ့အကြုံ part 2ပါမင်္ဂလာပါရှာသက်စောဖြစ်ပါတယ်ဒီ Avatar Studio ကို15ရက်နေပြီးအောင်ဆွဲခဲ့ planning implementation testing deployment stage ပေါ့ studio ရဲ့ရည်ရွယ်ချက်တွေဒီ studio ရဲ့ output တွေကိုသေချာထည့်တွက်ထားဖို့လိုအပ်တယ်ပြီးတော့ရှင်းပြပြီးလို့မရဘူး AI ကလုပ်ပါလို့ကျွန်တော်တို့ပြောလို့မရဘူးကျွန်တော်တို့ကလုပ်ချင်တဲ့ရည်ရွယ်ချက်ကိုအရင်ချထားမှာချထားတဲ့အတိုင်း AI ကိုလုပ်ခံရမှာဖြစ်ဖို့အတွက်အရင်ဆုံး resource စုရမယ် 3D Avatar parks လေးတွေလိုအပ်လာလိမ့်မယ်ဒါဆိုဘလောက်ဝေးသုံးမဲ့ model မျိုးကိုထုတ်နိုင်မှာလဲအဲ့ဒါတွေကဆက်ပြီးတော့စဉ်းစားရတယ်ဥမာဖြင့်ကျွန်မဒီ body တစ်ခုလုံးကိုအစားဆုံး modeling လုပ်လိုက်ပြီးတော့အပေါ်မှာအင်ကြီးတွေကိုဝတ်ပေးမယ်ထားပါတော့ကျမတို့မှာဒီ body တစ်ခုလုံးကိုအရန်ချုံးမှွေပြီးတော့ဒီ data ကြအောင်လုပ်လိုက်တဲ့အချိန်မှာကျမတို့ရဲ့ polygon ဆိုတာရှိတယ် polygon နေလန်နာနဲ့ဆွဲတဲ့အခါမှာဒီ polygon တွေကများသွားတာနည်းသွားတာပေါ်မှာမူတည်ပြီး file size ကြီးသွားတာသေးသွားတာဆိုတာရှိတယ်ကျမတို့ကဒီ file size ကိုလည်း short ချခြင်းတယ် file size short ချတော့မှကျမတို့နောက်ပိုင်းဒီ site ရဲ့ loading ဖာညာနဲ့သုံးရတဲ့ပုံစံကပို့ပြီးတော့ပေါ့ပနိုင်မယ်ဒါကြောင့်မလို့ကျမတို့က low poly ဖြစ်အောင်လဲကျမတို့လုပ်ရတယ်အင်ကြီးတွေကိုလည်းလှအောင် design လုပ်ရတော့မယ်အဲ့အင်ကြီးနဲ့ဒီခန္ဓာနဲ့ချိတ်ဆက်တဲ့အခါကျရင်လည်း polygon တွေထပ်မနေအောင်လို့ကျမတို့ဘယ်လိုမျိုးလုပ်ကြမလဲဒါတွေကျွန်တော်တို့အများကြီးထည့်တွေ့ရတယ်နောက်တစ်ခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခုနလိုမျိုး design access တွေရှာရတယ်နောက်ပြီးတော့ကိုယ်တိုင် design access တွေရှာတဲ့အခါကျရင်ကျွန်တော်တို့က free access တွေရှိတာမျိုးရှိရယ် commercial အတွက်ပေးမသုံးတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ကတချို့ဟာတွေကိုရှောင်ရတယ်တချို့ဟာတွေကိုကြတော့ကျွန်တော်တို့က credit terms ပေးရတယ်တချို့ဟာတွေကြတော့ကျွန်တော်တို့ဝယ်သုံးရတာမျိုးရှိရယ်ဒါတွေကကျမတို့ကဒါရောင်းနေတဲ့ market ပေါ်မှာမူတည်ပြီးတော့သွားနေရဖြစ်တဲ့ကြောင့် okay market မရှိလိုက်ရင်ကိုကဘလို့ဒီ access တွေကို customization ဆိုတာလည်း limit ရှိရလေ limit ရှိရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အများကြီးပို့ပြီးထည့်နိုင်အောင်လို့ဒီအင်ကြီး design တွေပါတယ်ဆိုရင်ကျွန်တော် free ရတဲ့ဟာတွေနဲ့ credit ပေးတာပဲကျွန်တော် download ဆွဲနေရမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင် create လုပ်မယ်ကိုယ့်ရဲ့ brand အတွက်ဆိုရင်ကျွန်တော်အဲ့အတွက်လည်းအင်ကြီး access တွေလိုလာပြီ okay ကျွန်တော်အဲ့အတွက်လည်းဒီ 3D fashion modeling လုပ်တဲ့ studio တခုနဲ့ကျွန်တော်တို့ထပ်ပြီးချိတ်ဆက်ထားရတယ်အစောကြီးကကျွန်တော်တို့ကအဲ့အပိုင်းကချိတ်ဆက်ထားပြီးသားဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့အစင်သစ်ဒီ clothing access တွေကတော့ရနိုင်တယ်ဒီ clothing access တွေကကျွန်တော်တို့ခုန avatar နဲ့ချိတ်ဆက်လိုက်တဲ့အခါမှာတူညီတဲ့ avatar ပေါ်မှာတူညီတဲ့ clothing တွေချိတ်ဆက်လို့ရနိုင်ပါမလား K-pop model ခန္ဓာကိုယ်နဲ့ base လုပ်ထားပြီးတော့မှအပေါ်မှာကျွန်မအင်ကြီးဝတ်တဲ့အခါကျရင်လုံးဝအကိတ်မမ site တွေနဲ့ဝတ်လိုက်လို့ကလည်းမရပြန်ဘူးဒီနှစ်ခု join set မိနေဖို့ကလည်းကျွန်တော်ပြန်ပြီးတော့အဝတ်စားနဲ့ body နဲ့ကိုပြန်ပြီးတော့ align လုပ်ရတယ်ရေရှည်ရနိုင်မယ့် access တွေအတွက်ကိုကျွန်တော်တို့ UTV သွားရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ access တွေကကျွန်တော်အခုလက်ရှိမှာကျွန်တော်စီမှာတင်ထားတဲ့ access တွေထပ်ပြီး update ရနိုင်နေမယ့် access တွေအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ design တွေကိုပြန်ပြီးတော့ align လုပ်ရတယ်ထားပါဒါ 3D ဘိုင်းကျွန်တော် blender ကိုအများကြီးသုံးရတယ် function mind တွေ function mind တွေမှာဆိုရင်လည်းကျွန်တော်အရှိကသူများ plugin သူများ platform third party platform တခုကိုကျွန်တော်တို့ယူသုံးခဲ့ရဖြစ်တဲ့ကြောင့်သူ့မှာလည်းအားနည်းချက်အားသာချက်တွေရှိတယ်ကျွန်တော်တို့ယူသုံးတဲ့အချိန်မှာဘာတွေကြားရလဲဆိုတော့ကျွန်တော်တို့ platform မှာရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ platform user တွေကကျွန်တော်တို့ကိုပြန်ပြီးပြောကြတာမျိုးရှိဥပမာအဖြစ်သူတို့ကမျက်နှာပုံစံမျိုးစုံပေးထားတာတော့မှန်တယ်ဒါပေမဲ့သူတို့10မျိုးပေးထားရင်10မျိုးတွေကရွေးပြီးသုံးလို့ရတယ်ဟုတ်တယ်မ possibility အရာဆိုရင်တော့သူတို့ကဒီတစ်ခုချင်းချိတ်ဆက်ပြီးသုံးတဲ့အခါကျရင်ပစ္စည်းအမျိုးအစားပေါင်းထောင်းနဲ့ချီတောင်းနဲ့ချီpossible ဖြစ်နိုင်တဲ့ avatar ထွက်သွားနိုင်တာမှန်ပေမဲ့တယောက်နဲ့တယောက် feature ဆိုတာကဒီလိုမျိုးမျက်နှာ10ခုပေါ်မှာပဲမူတည်ပြီးရှိနေရမှာမဟုတ်ဘူးအသေးစိတ်လေးတွေရှိတယ်သဘောပေါက်ရလားမသိတချို့ကြလူမေးရိုးရှေ့တာတိုးတာမှာမှမီဒီယံလောက်ပဲတို့ပို့ပြီးတော့ရှေ့တယ်တို့အဲ့ဒါမျိုးလေးနောက်